နန်းကစ်ချစ်တုံးကနေပြန်လဲကြိုဆိုလိုက်ပါရရှင်ဒီနေ့ကျမလုပ်ပြချင်တာကတော့မုံညင်းအစိမ့်ချင်လေးပဲဖြစ်ပါတယ်ပေါ့နော်မုံညင်းအစိမ့်ချင်ကိုလူအများစုကတော့ဒီတိုင်းလဲစားကြတယ်ပြီးလို့ရှိရင်အသားနဲ့လည်းချက်စားတယ်တချို့ကတော့ခောက်ဆွဲတွေနဲ့စားတယ်သူတို့ကြိုက်နေတဲ့သူလို့စားကြတယ်ပေါ့နော်ကျမတို့မြကြီးနားမှာကတော့ရှမ်းခောက်ဆွဲနဲ့လည်းတွဲစားသလိုမျိုးမွေးငါးတွေနဲ့လည်းစားကြတယ်ပေါ့နော်အဲ့ဒါလေးကိုကျမလုပ်ပြချင်ပါတယ်မုံညင်းအစိမ့်ချင်လုပ်ဖို့အတွက်ကိုဒီလိုမုံညင်းပေါ့နော်ဒါလေးကကြတော့အခါတက်လေးနည်းနည်းရှိတယ်ကျမတို့မြကြီးနားမှာဆိုရင်တော့ဒီမုံညင်းကိုမုံညင်းပေါ့အချင်းဟင်းရေချက်စားရဲပေါ့နော်အဲ့ဒါလေးထည့်မယ်ပြီးလို့ရှိရင်မုံလာဦးအဖြူလေးတစ်တောင်ထည့်မယ်ပြီးလို့ရှိရင်တော့ငရုတ်သီးစိမ်းပေါ့ကိုကြိုက်နေတဲ့အနီဆိုလဲအနီအစိမ့်ဆိုလဲအစိမ့်ထည့်လို့ရတယ်ပြီးတော့နောက်တစ်ခုလိုအပ်တာလေးကတော့စံပြုတ်ရည်ပဲဖြစ်ပါတယ်စံကိုဘယ်လိုပြုတ်ရလဲဆိုတာကိုအဲ့ဒါဆက်ပြီးတော့ကြည့်ကြရအောင်ပါမုံညင်းချင်းအချင်းတက်ဖို့အတွက်ကိုစံပြုတ်ဖို့လိုအပ်ပါတယ်စံပြုတ်ဖို့အတွက်ကိုလက်တစ်စုပ်လောက်ထည့်ပါတယ်ပြီးလို့ရှိရင်ရေကိုအနေတော်လေးထည့်ထားပါတယ်အဲ့ဒီထည့်ကိုဒီလိုမျိုးလက်ဖေးစွန်းသစွန်းနဲ့စားလေးထည့်မယ်ပေါ့နော်စားထည့်မယ်ပြီးလို့ရှိရင်ပြီးလို့ရှိရင်တော့စံတွန်းလေးနည်းနည်းလေးပေါ့နော်အဲ့လိုဇွန်းထိပ်ဖြားလောက်လေးပဲထည့်မယ်ပြီးလို့ရှိရင်တော့စံကိုပျော့ပြဲပြီးတော့မှဖြစ်လာတဲ့အထိတည်ထားမယ်ပေါ့နော်ပျော့ပြဲလာပြီဆိုလို့ရှိရင်တော့မီးကိုပေးလို့ရတယ်ပြီးအိမ်ခံထားမယ်ပြီးလို့ရှိရင်ရတဲ့စံပြုတ်နဲ့ကိုမုံညင်းနဲ့ကိုနေမယ်ပေါ့နော်အခုတော့အဲ့စံပျော့ပြဲလာတဲ့အထိကိုကျဲပါမယ်အခုဆိုရင်တော့မုံညင်းချင်တဲ့ဖို့အတွက်ကိုသူ့မှာပါဝင်တဲ့ပစ္စည်းတွေအားလုံးကအစင်သစ်ဖြစ်နေပြီပေါ့နော်ဒါလေးကတော့ခုနကတည်ထားတဲ့စံပြုတ်ရည်ပေါ့ဒီရေအနေထားလောက်ဆိုလို့ရှိရင်စံအနေထားရေအနေထားလောက်ဆိုလို့ရှိရင်အတော်ပဲပေါ့နော်ပြီးလို့ရှိရင်တော့ဒါကတော့မုံလာဦးလေးပပလေးတွေလှီးထားပေါ့နော်ဒီအရွယ်လောက်ဆိုလို့ရှိရင်တော့အဆင်ပြေပါတယ်ကိုကြိုက်နှစ်သက်တယ်လို့မျိုးလှီးဖြတ်လို့ရပါတယ်ပေါ့နော်ဒါကတော့ရုပ်သီးစိမ်းလေးတွေပေါ့နော်လှီးထားတာဒါကတော့မုံရင်းလေးတွေပေါ့နော်မုံရင်းလေးတွေကိုဒီအရွယ်လောက်စီလှီးထားတယ်ပြီးလို့ရှိရင်ဒါကတော့အယိုးတန်လေးတွေပေါ့နော်အခုဆိုလို့ရှိရင်စပြီးတော့နေတော့မယ်စပြီးနေတဲ့အခါမှာဒါလေးကိုပဲနည်းနည်းစီလောက်ပြီးတော့မှနေမယ်ပေါ့နော်အခုဆိုရင်တော့တဝက်လောက်ကုန်သွားပြီပေါ့နော်တဝက်လောက်ကုန်သွားပြီအဲ့ဒါကိုအဲ့လိုဖြစ်ပြီးတော့မှနေမယ်ဒီမုံညင်းလေးကရေပေချာ5ခေါက်လောက်စေးထားတယ်ပေါ့နော်5ခေါက်လောက်ကိုစေးထားပြီးတော့မှရေစစ်ထားပြီးတော့မှရေလုံးဝမရှိတော့ဘူးဆိုတော့မှဒီစလုံးတွေကိုပြန်ပြီးတော့မှပြောင်းထည့်ထားတာပေါ့နော်အဲ့ဒါကိုဒီလိုဖြစ်ပြီးတော့နေမယ်ဒီလိုအထက်အောက်ကိုလှန်ပြီးတော့မှလည်းနေပြီးမယ်အခုလိုမျိုးမုံညင်းလေးတွေကအရန်ကိုနွမ်းဖက်လာပြီးသူ့နာကနေအရည်တွေလည်းထွက်လာပြီးဆိုလို့ရှိရင်တော့ခုနကလီဖြတ်ထားတဲ့မုံလာဦးနေမုံလာအဖြူပေါ့နော်မုံလာအဖြူလေးထည့်မယ်ပြီးရင်ငရုတ်သီးစိမ်းထည့်မယ်ပေါ့နော်ပြီးလို့ရှိရင်ပြန်ရောပြီးတော့မှမွေးပါမယ်ဒီနေရာမှာကျမကိုမေးကောင်းမေးနိုင်တယ်ပေါ့နော်မုံလာဦးအနီအသုံးဘူးလားဆိုပြီးတော့မေးနိုင်တယ်ပေါ့နော်မုံလာဦးအနီကိုတော့ရှမ်းချစ်လုပ်တဲ့နေရာမှာအသုံးများတယ်ပေါ့နော်အစိမ့်ချစ်မှာတော့မုံလာဦးအဖြူကိုသုံးကြတယ်ပေါ့နော်ဒါပေမဲ့ကိုကြိုက်လို့တရားမိမိသဘောပါပဲပေါ့နော်တကယ်လို့စားချင်တယ်ကြိုက်တယ်ဆိုလို့ရှိရင်တော့ထည့်လို့လည်းရပါတယ်ဒါပေမဲ့မုံလာဦးအဖြူကတော့ပို့ပြီးတော့မှလိုက်ဖက်တာပေါ့နော်အခုဆိုရင်တော့အရန်နွမ်းဖက်လာပြီးနှက်လည်းနှက်သွားပြီးခုနကစံပြုတ်ထားတဲ့စံအဖက်တွေလည်းမတွေ့ရတော့ဘူးပေါ့နော်အဲ့ဒီအထိဖြစ်လာပြီဆိုလို့ရှိရင်တော့ပလင်းတဲ့ကိုထည့်လို့ရပြီပေါ့နော်ဒီနေရာမှာကျမကလက်အိတ်နဲ့နေတယ်ပေါ့နော်လက်အိတ်နဲ့နေလို့ရှိရင်ပို့ပြီးတော့အားရတယ်ပေါ့ပြီးတဲ့ခါကျရှေ့လူကြီးကပြောဘူးလေပေါ့နော်လက်ပူလို့ရှိရင်အချင်းတဲတာတို့ဘာလို့ဆိုမဖြစ်ဘူးလို့ဘာလို့ရှိရပေါ့နော်အဲ့ဒီတော့ကျမလည်းလက်အိတ်ပြီးစွတ်ပြီးတော့နေပါတယ်ငရုတ်သီးလည်းပါတဲ့ခါကျတော့လေပို့ပြီးတော့ကောင်းတာပေါ့နော်တန်ရှင်းနဲ့စားသုံးလို့ရတာပေါ့နော်โอเคအဲ့ဒါဆိုလို့ရှိရင်တော့ကျမရဲ့မလင်းတွေကိုပြောင်းပြီးတော့မှထည့်ပါတော့မယ်ဒါကတော့စေးကြောတက်စင်ထားပြီးတော့မှ6တွေ့နေတဲ့ဖန်ပလင်းပေါ့နော်အဲ့ထည့်လို့ထည့်မယ်အဲ့လိုပဲနည်းနည်း
တိတ်ပြီးတော့ထည့်မယ်ပေါ့နော်နောက်ဆုံးကျန်တဲ့အရေကိုတော့အပေါ်ကနေလောင်းပြီးတော့မှထည့်လိုက်လို့ရတယ်ပေါ့နော်လေးပဲထည့်မယ်ကျမဒါကတော့မုံညင်းအစည်းသေးလေးတစ်စည်းကိုပဲသုံးထားတာပေါ့နော်တော်တော်ကြီးရတယ်လို့ပြောရမှာပေါ့နော်တော်တော်ကြီးရတယ်လို့ပြောရမယ်လို့ပဲဖြည့်ပြီးတော့မှထည့်ပြီးလို့ရတယ်ဒါဆိုလို့ရှိရင်တော့တပလင်းကွက်တီပဲပေါ့နော်ကျမလောက်တော့ကွက်တီပဲโอเคလို့ရှိရင်ဖတ်လေးနည်းနည်းလေးကြံနေရအားလေးထည့်မယ်နောက်ဆုံးမှာကတော့ခုနကစလုံးထဲမှာကြံတဲ့ရေလေးကိုအပေါ်ကနေလောင်းပြီးတော့မှထည့်လိုက်လို့ရတယ်နှမျောစရာကြီးတော့မပြည့်အောင်တော့ဒါဆန်ပြုတ်ထားတဲ့အရေနဲ့မုံညင်းသားနေပြီးတော့ထွက်ထားတဲ့အရေပေါ့နော်အဲ့ဒါကိုပြစ်စရာမလိုဘူးဆိုလို့ရှိရင်တော့ရပြီပေါ့နော်ပြီးလို့ရှိရင်သူ့အနာလေးတွေကိုတီရှူလေးနဲ့တုပ်မယ်ပြီးလို့ရှိရင်အဖုံဖုံထားလိုက်ရပြီပေါ့နော်နားလေးတွေကိုတုပ်မယ်ပြီးရင်သူကလေခဏခဏဖွင့်ကြည့်စရာမလိုဘူးပေါ့နော်ဖွင့်ကြည့်လို့မရဘူးပေါ့နော်အဲ့ဒါတည်ထားပြီးပြီဆိုလို့ရှိရင်တော့3ရက်လောက်ထားရတယ်ပေါ့နော်room temperature ထဲမှာထားမယ်ဆိုလို့ရှိရင်တော့2 to 3 days ပေါ့နော်အဲ့လိုထားမယ်အဲ့လိုမျိုးအရန်အေးတဲ့ air con ခန်းထဲမှာဆိုလို့ရှိရင်တော့4ရက်လောက်ကြာကောင်းကြာနိုင်တယ်ပေါ့နော်ကျမကတော့ပုံမှန်ဆိုလို့ရှိရင်ဒီလိုပလင်းနဲ့ထည့်ပြီးပြီဆိုလို့ရှိရင်ကြောက်အိမ်ထဲမှာထည့်ထားလိုက်တယ်ပေါ့နော်အခန်းက air con ခန်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ချင်းတာနည်းနည်းကြာတယ်ပေါ့နော်4ရက်လောက်ကြာတယ်အဲ့ဒါကြောင့်မို့လို့အခုလိုမျိုးထည့်ပြီးပြီဆိုလို့ရှိရင်တော့ကြောင်ရင်ထဲမှာထည့်ထားလိုက်တယ်ကြောင်ရင်ထဲမှာကြတော့နည်းနည်းနွေးတဲ့ခါကျတော့အချင်းမြင်တာပေါ့နော်2ရက်လောက်ဆိုလို့ရှိရင်ပေါ့နော်ချင်းပြီပေါ့နော်အဲ့လိုမျိုးချင်းပြီဆိုလို့ရှိရင်တော့ရေခဲတက်တာထဲမှာပြောင်းထည့်ပြီးတော့မှစားလို့ရတယ်ရေခဲတက်တာထဲမှာထည့်ရဲဆိုလို့ရှိရင်တော့9ရက်ကနေ10ရက်အတွင်းစားလို့ရတယ်ပေါ့9ရက်10ဆိုလို့ရှိရင်လည်းဒါကြီးကကုန်ပြီပေါ့နော်အဲ့လိုမျိုးပေါ့အဲ့ဒါဆိုလို့ရှိရင်အခုလိုမျိုးလက်လက်ဆက်ဆက်တန်တရှင်းရှင်းမုံညင်းချင်းလှုပ်ရှားခြင်းနဲ့ဆိုရင်ကျမနီအတိုင်းလိုက်လှုပ်ရှားကြည့်ဖို့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကဲအခုဆိုလို့ရှိရင်တော့ဒါကတော့3ရက်မြောက်တိတိတည်ထားတဲ့မုံညင်းချင်လေးပေါ့နော်ကျမလည်းမဖွင့်ကြည့်ရသေးဘူးအတူတူဖွင့်ကြည့်လိုက်ကြရအောင်ပေါ့နော်အပြင်ကနေကြည့်တာတော့အယောင်လေးတွေကတော့ကြက်နေတဲ့အယောင်ပေါ့နော်မုံညင်းချင်ကြက်သွားတဲ့အယောင်ရပြီဆိုလို့ရှိရင်ဒီလိုအယောင်လေးပေါ့နော်အဲ့လိုလေးဖြစ်ပြီးလုံးဝစိမ့်စိမ့်ကြီးတွေမဖြစ်တော့ဘူးပေါ့နော်အဲ့တော့ဖွင့်ကြည့်လိုက်ကြရအောင်ဝေါတကယ်ကိုအနံ့ကထောင်းဆိုပြီးတော့မှထွက်လာတာပေါ့နော်အရန်မိုက်တယ်ပေါ့နော်ဒီမှာပြမယ်ဒါကတော့မုံညင်းချင်ပေါ့နော်အရန်ကောင်းပါတယ်တေးကြတာကတော့အရန်ကိုအရသာရှိမယ်လို့ကျွန်မယုံကြည်ပါတယ်နော်ဒါဆိုလို့ရှိရင်တော့9ရက်ကနေ9ရက်ဒါမှမဟုတ်နေကိုစားရင်စားသလောက်ပေါ့နော်စားရင်စားသလောက်မြန်ကုန်ပါပေါ့နော်ဒါလေးကတော့ညင်းချင်လေးပါဒါတော့ကျွန်မစားမဲ့အလောက်ကိုထည့်ထားတာပေါ့နော်အရန်ကောင်းတယ်ပြီးငရုတ်သီးကြိုက်တယ်ဆိုလို့ရှိရင်လည်းငရုတ်သီးထည့်စားလို့ရတယ်ပေါ့နော်ပို့ပြီးတော့ဆက်ကြိုက်တယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်မနည်းနည်းလေးမြည်ကြည့်မယ်ပေါ့နော်ချင်းနေပါရီတကယ်အတော်ပဲအခုဆိုလို့ရှိရင်တော့မုံညင်းချင်လည်းဖွင့်ပြပြီးသွားပြီဆိုလို့ရှိရင်တော့ကျမကတော့နေလဲတိတ်မကောင်းတာနဲ့မွေးငါလေးချက်ထားတယ်ပူပူလေးစားခြင်းလို့ပေါ့နော်ပြီးရင်ကျမတို့မြကြီးနားမှာဆိုလို့ရှိရင်မွေးငါကိုဒီလိုအစိမ်းချင်နဲ့တွဲပြီးတော့စားကြတယ်ပေါ့နော်အရန်စားလို့ကောင်းတယ်ကျမလည်းအိမ်ကိုရမ်းလွမ်းတာနဲ့မွေးငါလေးချက်တယ်မုံညင်းချင်လေးနဲ့အစိမ်းချင်လေးနဲ့တွဲစားမယ်ပေါ့နော်နာမည်လေးထည့်မယ်နာမည်ကတော့ကျမကြိုက်ပေါ့နော်ကျမစက်သွန်ဖြူစီချက်လေးချက်ထားသေးတယ်ဆိုတော့နည်းလေးထည့်မယ်ပေါ့နော်နည်းလေးထည့်မယ်ရှိရုပ်တည်နည်းနည်းထည့်မယ်
ရသီးလေးနည်းနည်းထည့်မယ်အားလုံးကိုရိုးသမမွေးမယ်ဒီနေ့တော့ share ပဲပေါ့နော်ဒီတော့ share ပဲအဲ့ဒါကိုငင်းချင်းလေးနဲ့တွဲစားမယ်ပေါ့နော်ကျမရဲ့မွေးကနည်းနည်းပူနေတော့လေအရင်ကောင်းတယ်ရှယ်မတကယ်ရှယ်ပဲအဲ့တော့ကျမလည်းဆက်ပြီးတော့စားလိုက်အောင်ပဲပေါ့နော်အခုလိုပဲကျမလိုမျိုးမွေးကားပဲဖြစ်ဖြစ်ခောက်ဆွဲပဲဖြစ်ဖြစ်ကြိုက်တဲ့မုံတီပဲဖြစ်ဖြစ်ဒီလိုမျိုးလေးနဲ့ရှမ်းချင်လေးနဲ့အစိမ်းချင်လေးနဲ့ပေါ့နော်လိုက်ပြီးတော့မှလောက်စားကြည့်ဖို့ဖိတ်ခေါ်ပါတယ်အခုဆိုလို့ရှိရင်တော့အရင်စားကောင်းတယ်ပေါ့နော်ကျမမွေးကားလေးကအခုဆက်ပြီးတော့စားလိုက်ပါအောင်မယ်အခုလိုပဲကျမလိုမျိုးမွေးကားကိုဒီလိုရှမ်းချင်လေးနဲ့ပဲဖြစ်ဖြစ်ကျန်းခောက်ဆွဲလို့ပါတော့ပဲဒီလိုအစိမ်းချင်လေးနဲ့ပဲဖြစ်ဖြစ်လှုပ်ရှားကြည့်ပေါ့နော်အရန်ကိုစားကောင်းပါတယ်ပေါ့နော်တကယ်ကြိုက်မယ်လို့အာမခံပါတယ်ပြီးတော့ကျမရဲ့ဒီအစိမ်းချင်လေးကိုလည်းကြိုက်တယ်ဆိုလို့ရှိရင် like share comment နဲ့ subscribe လေးလုပ်ခဲ့ပေးကြပါဦးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်နော် thank you for watching bye bye